ရက်နဲ့တရားနဲ့တိုင်းမယ်ပေါ့လမ်းပါလမ်းပပါလေးကူးတာ နည်းနည်းဟိုတရားတစ်ချောင်းရှိရစတဲ့မီဒီတောင်ပုံချပြီးသွားအဲ့ကြာတင်ငန်းရက်တဲ့ရုံလိုက်ပို့တာစတဲ့မီဒီတောင်ပုံချလက်အဲ့ကြီးလေးတပည့်ဒီမှာလေးဘုရားရှိခိုးနေလေတောင်ဘက်မုံမှာတပည့်ဟိုနှစ်ယောက်ရောနှစ်ယောက်ဥမာမရှိပါဘူး။အော်ခေါ်ရမိရတယ်။ဟုတ်။မနဲ့မြင်နေမယ်ခေါ်ရတယ်။ဟုတ်။ဟုတ်။ယေရှုရဲ့အစ်ပြေလားအဲ့ဒါမင်းမပါဘူးတော့အောက်မှာတော့ပါလူက20-30နေပြင်တယ်။အော်မ20-30နေပြင်တခါဝနာနေမှာတခါဘလိုတွေထပ်ပြည့်အောင်ပဲမင်း။ဟုတ်ကြောက်သွားတယ်။အော်ဟိုအဲ့တော့ဘလိုဆက်သွယ်ရပြီလားဝနာနဲ့အဲ့ရမနဲ့တွေ့ပြီလားဘာဖြစ်နေပြီလဲ။ပြီးပြီလက်စစ်ကလက်စစ်မီးပဲလက်စစ်မီးပဲပူဇော်တာသူကလက်စစ်မီးပူဇော်လက်စစ်မီးပဲသူကငါပေါက်ဆုံးဝယ်တာကူကြောင်လည်းငါလည်းရောက်ရက်ဆက်နေရတယ်